မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူညသတင်းတင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ရှမ်းမြောက်တိုက်ပွဲသတင်းပူတာအိုဖက်ဒရယ်စကူးကျောင်းမှာတက်ရောက်မဲ့ကျောင်းသားတွေကျောင်းအပ်နှံနိုင်ပြီးဖြစ်တဲ့သတင်းစစ်သိမ်းဆောင်သွားတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့မယ်လို့စစ်ကောင်စီကချင်းချောက်နေတဲ့သတင်းတွေတခြားစိတ်ဝင်စားဖွယ်သတင်းတွေပဲဖြစ်ပါတယ်ကျွန်မကရှင်းမုံပါကချင်လွတ်မြောက်ရေးအဖွဲ့တပ်မဟာ30တပ်ရင်းနှစ်ဒေသမှာရှိတဲ့ရှမ်းရှင်းကြိုင်စစ်ကောင်စီတပ်တွေကိုနိုဝင်ဘာ29ရက်နေ့ညနေပိုင်းတနာရီခွဲအချိန်လောက်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းအရင်းမြစ်စီရနဲ့သိရပါဗျ။1029စစ်စင်ရေးတိုက်ပွဲတလပြည့်တဲ့နိုဝင်ဘာ29ရက်နေ့မှာရှမ်းမြောက်105မိုင်ကုန်စီဂိတ်မုံပေါ်ချောင်းတံနဲ့မုံကြီးအနီးဝန်းကျင်တွေမှာလည်းတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်ချိန်မှာစစ်ကောင်စီတပ်ကပြည်သူတွေနေတဲ့အရက်ဘက်ကိုလက်နက်ကြီးတိုက်လေယာဉ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေကြောင့်အပြစ်မဲ့ပြည်သူအများအပြားတပ်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေကြောင့်ခီးသွားလမ်းတချို့ပိတ်ထားပြီးကုန်စည်နှုန်းမြင့်တက်လာတာကြောင့်ပြည်သူတွေအခက်အခဲရှိုံတမကတိုက်ပွဲပြင်းထန်လာမှာကိုလည်းစိုးရိမ်နေရပါတယ်။ပူတာအိုဖက်ဒရယ်စကူးPFS အထက်တန်းဆင့်ကိုဒီဇင်ဘာ4ရက်နေ့ကနေစပြီးဖွင့်လှစ်မှာဖြစ်တဲ့အတွက်ကျောင်းအပ်နှံပြီးတဲ့ကျောင်းသူကျောင်းသားတွေတရှိဖို့နဲ့ကျောင်းမအပ်နှံရသေးတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့အမြန်ဆုံးအပ်နှံကြဖို့ကိုပူတာအို Federal School ကျောင်းကထုတ်ပြန်ထားပါတယ်။အထက်တန်းဆင့် Grade 10, Grade 11, Grade 12အတန်းတွေကိုဒီဇင်ဘာ4ရက်နေ့ကနေစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ဒီဇင်ဘာ2ရက်နေ့မှာတော့ကျောင်းအပ်နှံပြီးဖြစ်တဲ့ကျောင်းသူကျောင်းသားတွေနဲ့တွေ့ဆုံဖို့ရှိတဲ့အတွက်ကျောင်းသူကျောင်းသားတွေရဲ့ email နဲ့သက်ဆိုင်ရာ group တွေကိုစစ်ဆေးပေးကြဖို့ PFS ကတတိပေးနှိုးဆော်ထားပါတယ်။ပူတာအို Federal School ကိုစစ်အာဏာရှင်အုပ်ချုပ်မှုကိုဆက်ကျင်က CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ဆရာဆရာမတွေဦးဆောင်က2021ခုနှစ်ကစပြီးဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိုးကောင်းမြို့နယ်မရန်ကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်ကို KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာ25ရက်နေ့မှာတိုက်ခိုက်ခဲ့ရာမရန်ကျေးရွာကနေထွက်ပြေးသိမ်းဆောင်တဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့မယ်လို့ချင်းချောက်တာတွေရှိတာကြောင့်ဒေသခံတွေစိုးရိမ်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ရဲ့ချင်းချောက်မှုကြောင့်ဒေသခံတွေဘယ်ကိုမှမသွားရဲမလာရဲပဲပိတ်မိနေကစိုးရိမ်ထိတ်လန့်နေကြရတယ်လို့သိရပါဗျ။စစ်ရေးအခြေအနေကြောင့်ဆွေမျိုးအိမ်မှာတင်းရှောင်နေတဲ့ပြည်သူတို့ကလည်းဗမာစစ်သားတွေကဘယ်သူမှထွက်မပြေးရဘူးလူမရှိတဲ့အိမ်တွေကိုမိရှို့ပစ်မယ်လို့ချင်းချောက်ထားတယ်လို့ပြောပါဗျ။စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာ25ရက်နေ့မှာပဲမရန်ကျေးရွာကအမျိုးသား9ဦးကိုဖမ်းဆီးသွားခဲ့ပြီးနိုဝင်ဘာ28ရက်နေ့မှာတပ်ဆိုင်ရာလူကြီးတာဝန်ရှိသူတွေရဲ့အာမခံနဲ့ပြန်လွှတ်လာတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်ကအခုတလောမြို့ကြီးတွေမှာတင်းကျပ်စွာစစ်ဆေးမြင်းမြန်းတာတွေပုံမလှုပ်ဆောင်လာတာကြောင့်နိုင်ငံသားမပုံတင်ကင်ဆောင်ကတွာလာနေရတယ်လို့ရန်ကုန်မြို့တွင်းနေထိုင်သူတွေကပြောပါဗျ။ရန်ကုန်မြို့အတွင်းအခုတလောပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးမင်းမြန်းတာတွေလှုပ်ဆောင်နေပြီးမြို့တွင်သွားလာရမှာမှတ်ပုံတင်အမြင့်လိုကိုင်ဆောင်ထားရတယ်လို့သိရပါတယ်။စစ်ကောင်စီတွေဟာအခုတလောဘတ်စကားမှတ်တိုင်တွေမှာလည်းအတင်းအကျပ်စစ်ဆေးမင်းမြန်းတာတွေလွယ်အိတ်တွေကိုပါစစ်ဆေးနေတယ်လို့ပြည်သူတွေကပြောပါတယ်။အခုတလောမြစ်ကြီးနားမြို့မှာလည်းညတိုင်းလိုဘုံတန်တွေကြားနေရပြီးည10:00နာရီကနေမနက်4:00နာရီကြားမြို့တွင်သွားလာဝင်အထွက်မလုပ်ကြဖို့ထုတ်ပြန်ကြေညာထားပါတယ်။သတင်းတင်ဆက်မှုပြီးဆုံးသွားပါပြီ။အပတ်စဉ်ဗုဒ္ဓဟူညသတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။